ကားတို့ဆိုင်ကယ်တို့နဲ့ခီးခဏခဏထွက်နေရတဲ့လူတွေအတွက်ဒီဗီဒီယိုလေးကကြည့်ကိုကြည့်တဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်မှာပါဒီဗီဒီယိုမှာတော့အဲ့လိုခီးခဏခဏထွက်နေရတဲ့လူတွေအတွက်လုံးဝအသုံးဝင်မဲ့ပစ္စည်းလေးတစ်ခုရောင်းချပေးမှာပဲဖြစ်ပါတယ်အဲ့ပစ္စည်းလေးကတော့ Osuka ကနေထုတ်ထားတဲ့ DC Portable Inflator လေးဖြစ်ပါတယ်ဒီ Osuka DC လေထိုးစက်လေးရဆိုလို့ရှိရင်လက်ရှိမြန်မာနိုင်ငံမှာဈေးနှုန်းတင်ပြီးတော့အရေးသွေးကောင်းတဲ့အတွက်လူသုံးများနေတဲ့ brand တစ်ခုပဲဖြစ်ပါတယ် Osuka DC လေထိုးစက်လေးရဆိုလို့ရှိရင်ပေါ့ပါချစ်လက်ပြီး portable ဖြစ်တဲ့အတွက်ကားဆိုင်ကယ်ပေါက်တို့မှာထည့်ပြီးတော့နေရာတိုင်းတည့်သွားလို့ရမယ့်ပစ္စည်းမျိုးလေးပဲဖြစ်ပါတယ်သူရဲ့ package ထဲမှာဆိုလို့ရှိရင်လည်း24 2mAh battery တစ်လုံးနဲ့ charging ကြိုးဝပါပြီးသားဖြစ်တဲ့အတွက်ကား secret ပေါင်းနေပြီးတော့ကြိုးတန်းလန်းနဲ့သုံးနေစရာလုံးဝမလိုပါဘူးလေးပေါင်းလည်း digital display နဲ့ပြတဲ့အပြင် auto stop ပါတဲ့အတွက်လေးပေါင်းပြည့်ပြီဆိုတာနဲ့ auto ရပ်ပြီးမှာပဲဖြစ်ပါတယ်လေးပေါင်းဘယ်လောက်ထိုးရမလဲမသိတဲ့လူတွေအတွက်လည်းသူရဲ့ package မှာဒီလိုမျိုးလေးပြပေးထားပါတယ်ချိုင်းနေတဲ့လို့မှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်3996422893ကိုဆက်သွယ်မှာယူလို့ရပါတယ်ပစ္စည်းကောင်းပြီးစမ်းတာလေးတွေကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ page လေးကို like and follow လေးလုပ်ပေးခဲ့ကြပါအောင်ဗျ